ကြာတွဲပြီးလက်မထပ်ဖြစ်ခဲ့တဲ့အနုပညာရှင်စုံတွဲလေးတွေချစ်မိပြီဆိုရင်တော့လူတိုင်းကဘဝတစ်ခုလုံးစာလက်တွဲပြီးတော့ပေါင်းဖက်ချင်ကြတာကတဘာဝပါပဲဒါပေမဲ့ဘဝတစ်ခုလုံးလက်တွဲဖို့အတွက်ရည်ရွယ်ပြီးတော့တနိုင်ငံလုံးတိုင်းတာနဲ့တိုင်းပြည်ပြည်သည့်အရန်ကိုချစ်ပြခဲ့ပြီးတော့မှအခုချိန်မှာအရန်အရင်ကြီးဆုံးသစိမ်းတွေဖြစ်နေထိုင်နေကြရတဲ့အနုပညာရှင်စုံတွဲတွေလည်းရှိလို့နေပါတယ်ဒီအထက်ကမှာပရိသတ်တွေအရန်အားကြပြီးတော့သဘောတူခဲ့ရတဲ့အနုပညာရှင်စုံတွဲတွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်နံပါတ်1ပြည်တီဦးနဲ့တက်မော်မြင့်အခုလက်ရှိမှာတာယာပျော်ရွှင်တဲ့မိသားစုလေးတွေကိုစီတီထောင်ထားကြပြီးတော့အဆက်အသွယ်မလုပ်ဖြစ်ကြတော့ပေမဲ့တစ်ချိန်ကတော့အရန်ချစ်ခဲ့ကြတဲ့ဇုံတွဲလေးကတော့ပြည်တီဦးနဲ့တက်မော်မြင့်တို့ဇုံတွဲလေးဖြစ်ပါတယ်ပြည်တီဦးနဲ့တက်မော်မြင့်တို့ကဗီဒီယိုဇာတ်ကားတွေများစွာကိုအတူတကအရိုက်ကူးခဲ့ရုံသာမကကြော်ညာပေါင်းများစွာမှလည်းအရန်လိုက်ဖက်ညီလုံးစွာနဲ့တရုပ်ဆောင်ခဲ့ကြတဲ့သူတွေပါသူတို့နှစ်ယောက်ကအနုပညာအလုပ်တွေကိုအတူတကွတွဲဘက်လှုပ်ဆောင်ရင်းနဲ့ခင်မင်ရင်းနှီးသွားခဲ့ကြပြီးတော့နောက်ဆုံးမှာတော့အားလုံးကသဘောတူကြရတဲ့ဇုံတွဲလေးဖြစ်ခဲ့ပါတယ်။နှစ်ယောက်သားကရေရှည်တည်မြဲပြီးတော့လက်ထပ်ဖို့တိတောင်မှရည်ရထားခဲ့ကြပေမလဲ။တိတ်မကြခင်အချိန်တွင်းမှာပဲချစ်သူရည်စားဘဝအဆုံးသတ်သွားခဲ့ပြီးတော့တာမန်လုပ်ဖို့ကံဘက်အနုပညာရှင်မောင်နှမတွေအဖြစ်သာဆက်လက်တည်ရှိသွားတော့မယ်လို့အတည်ပြုလာခဲ့ပါတယ်။အခုတော့သူတို့ညရဲ့အချစ်ဇလန်လေးကပုံမြင်လေးတစ်ပုဒ်လိုဖြစ်သွားခဲ့ကြပြီးတော့တစ်ချိန်ကသဘောတူခဲ့တဲ့ပရိသတ်တွေရဲ့ရင်ထဲမှာသာကြံရှိနေပါတော့တယ်။နံပါတ်2ဟင်းဝင်းရံနဲ့ဝိုင်းစုခိုင်သိန်းတစ်ချိန်ကအနုပညာရှင်စုံတွဲရဲ့အချစ်ဇလန်တွေကိုပြန်ပြောင်းပြီးတော့ပြောရမယ်ဆိုရင်အားလုံးရဲ့ရင်ထဲမှာယနေ့တိုင်မမေ့နိုင်စေဖြစ်တဲ့ဟင်းဝင်းရံနဲ့ဝိုင်းစုခိုင်သိန်းတို့စုံတွဲလေးအကြောင်းကိုခြံထားခဲ့လို့မရပါဘူး။သူတို့နှစ်ယောက်ကတကယ်ကိုမှတနိုင်ငံလုံးအတိုင်းအတာနဲ့သိရှိအောင်ထိလွမ်းဆွစရာဇလန်လေးတွေကိုဖန်တီးခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။အရန်ချစ်ခဲ့ပြီးတော့ပေါင်းဖက်ဖို့အတွက်ကြိုးစားခဲ့ကြပေမဲ့လည်းမိဘအတန်းဝိုင်းနေရခွဲခါမှုကြောင့်ကြွေကွင်းခဲ့ရပြီးတော့ဘဝတစ်ခုလုံးစာပြန်မစုံနိုင်လောက်အောင်ထိဝေးကွာသွားခဲ့ရတာဖြစ်ပါတယ်။အခုနှစ်ပိုင်းတွေမှာတော့အနုပညာအလုပ်တွေလုပ်ကန်ရှင်နဲ့ပြန်လည်တွေးဆောင်နေကြပြီဆိုပေမဲ့တစ်ချိန်ကအချစ်ဇလန်ကိုပြန်လည်ပြီးတော့အစားမဖော်ရဲပဲအရင်ဒီဆုံးသစိမ်းတွေဖြစ်နေထိုင်နေခဲ့ကြရပါတယ်။နံပါတ်3ဆိုင်းဆိုင်းခန်းလိုက်နဲ့ဝင်းမုံရွှေကြီးပရိသတ်ချစ်တော်ဘာဆိုင်နဲ့မင်းသမီးကျော်လေးဝင်းမုံရွှေတို့ရဲ့အချစ်ဇလန်ကလည်းဟိုးရင်နှစ်တွေကတော့အရန်ကိုလူပြောများရေပန်းစားခဲ့ပါတယ်။မအောင်မြင်ခင်အချိန်မှာကလေးကအရန်ကိုလိုက်ဖက်လုံးစွာနဲ့တွဲဖက်ခဲ့ကြပြီးတော့အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုအသီးသီးကိုရှောက်လန်းနေကြတဲ့ချိန်မှာပဲဘလို့အကြောင်းရင်းတွေကြောင့်မသိရပဲရုတ်တရက်ကွေကွင်းသွားခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာဝေးကွာနေခဲ့ရတဲ့သူတို့နှစ်ယောက်ကပြီးခဲ့တဲ့နှစ်တွေမှာတော့ဇလန်တွေအတူရိုက်ကူးပြီးတော့အရင်ကအဆုံးသတ်ခဲ့တဲ့အချစ်ဇလန်လေးကိုပြန်လည်အစားဖော်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဝင်းမုံရွှေကရုတ်တရက်လက်ထပ်သွားခဲ့ရကြောင်းဆက်ရံမရှိတော့တဲ့ဇလန်လေးတစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။နံပါတ်4အောင်ရဲလေးနဲ့ဖွေဖွေကိုရီးယားစတိုင်တွေနဲ့အကောတလိုင်းဖြစ်ခဲ့ကြတဲ့အောင်ရဲလေးနဲ့ဖွေဖွေတို့ဇုံတွဲလေးကတော့စိတ်တူကိုယ်တူနဲ့အရန်ကိုလိုက်ဖက်လွန်လာတဲ့ဇုံတွဲလေးပါ။နှစ်ယောက်စလုံးကထူးခြားတဲ့စတိုင်တွေဟန်ပန်တွေနဲ့ကိုစီရှိနေကြပြီးတော့အမှန်တကယ်လဲလိုက်ဖက်လွန်လာစွာနဲ့ချစ်သူစုံတွဲတွေဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့တိတ်မကြခင်အချိန်တွင်းမှာပဲနှစ်ယောက်သားရဲ့အချစ်ဇလန်လေးကအဆုံးသတ်သွားခဲ့ပြီးတော့နောက်ပိုင်းမှာတော့အနုပညာမောင်နှမတွေအဖြစ်နဲ့ပဲအခေါ်အပြောအဆန်းဆန်ပြုလုပ်နေခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးတိုင်းပြည်ပြည်အရန်ကိုချစ်ခဲ့ကြပြီးမှအရင်နေ့ဆုံးဒီဇိုင်းတွေလိုမျိုးနေထိုင်နေခဲ့ကြရတယ်။အနုပညာရှင်စုံတွဲတွေထဲမှာပရိသတ်ကြီးတို့သဘောတူခဲ့တဲ့စုံတွဲတွေရှိရင်လည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။